Okay ကျွန်တော်တို့ ChatGPT မှာပုံတွေထုတ်တဲ့အခါကျလို့ရှိရင်မြန်မာစာမှန်မှန်နဲ့ဒီလိုမျိုး design quality ကောင်းကောင်းရအောင်ဘယ်လို prompt ပေးပြီးတော့ generate လုပ်မလဲနောက်တစ်ခုကျွန်တော် custom GPT တိစောက်ပြီးတော့ကိုလိုချင်တဲ့ design ကိုလိုချင်တဲ့ color ကို AI ကအမြဲတမ်းမှတ်မိနေအောင်ဘယ်လိုမျိုး instruction prompt တွေပေးပြီးတော့တိစောက်မယ်ဆိုတော့ကျွန်တော်ဒီ video ထဲမှာပြပေးပါမယ် အဲ့တော့ကျွန်တော်တို့အရင်ဆုံး ChatGPT ကိုသွားမယ်။ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီမှာကျွန်တော် instruction ပေးထားတဲ့ GPT ကိုသုံးပြီးတော့ပဲထုတ်ပြမယ်။နောက်ပြီးတော့ဒီလိုမျိုး custom GPT ကိုဘယ်လိုမျိုး create လုပ်မလဲဆိုတော့ဒီ video ရဲ့နောက်မှာဆက်ပြီးပြပြမယ်။လောလောဆယ်ကျွန်တော်တို့ prompt ဘယ်လိုရေးမလဲဆိုတာလေးပဲတစ်ချက်ပြပေးမယ်ပေါ့လေ။ Okay ကျွန်တော်ကဒီမှာ custom GPT ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ကcreate image ဘာညာဘာမှနှိပ်စရာမလိုကျွန်တော်ကဒါ instruction ပေးထားပြီးသားဖြစ်တယ်။အဲ့တော့ကိုထည့်ပြီးတော့ဆွဲခြင်းနဲ့design အကျန်းတွေကိုကျွန်တော်ပို့ပေးလိုက်ပို့ပြီးသွားလို့ရှိရင်မြန်မာလိုပဲရေးမယ်နော်ဘာသာစကားခက်ခဲဖြစ်တဲ့သူတွေအတွက်လည်းတော်တော်လေးအဆင်ပြေရယ် ChatGPT ကနောက်ပိုင်းမှာမြန်မာစာကိုတော်တော်လေးနားလည်လာတယ်ပေါ့လေအဲ့တော့ကျွန်တော်ရေးပြီးသား prompt ရှိတယ်အဲ့ဒါလေးပဲကျွန်တော်ဒီမှာထည့်ပြီးတော့စမ်းပြပေးမယ်ပေါ့လေ Okay အဲ့တော့ဒီ prompt ကိုလည်းတောင်းထားတဲ့သူတွေအတွက်ဒီမှာတစ်ခါတည်းယူလို့ရပါတယ်ပြီးတကယ်လို့ဖြစ်ရင်ကျွန်တော်ဒီ video ရဲ့အောက်မှာ comment ထဲမှာထည့်ထားပေးပါမယ် Okay အဲ့လိုထည့်ပြီးတော့ကျွန်တော်ဒီမှာစမ်းနေလိုက်ရုံပဲအဲဆိုလို့ရှိရင်သူ create image စလုပ်ပြီး custom လုပ်ထားဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြန်ပြီး train စရာမလိုဘူးတည်တဲ့နောက်တနည်းကြတော့ကျွန်တော်တို့ကကို reference ယူခြင်းတဲ့ပုံကိုတစ်ချက်ပို့ပေးလိုက်ဒီပုံကို reference ယူဆွဲမယ်နော်အဲ့လိုမျိုးပေါ့လေဒီပုံကိုကျွန်တော်တို့ IFISC reference ယူနော် okay အဲ့လိုမျိုးတစ်ချက်သူ့ကိုအရင်ပြောပြလိုက်ပြောပြပြီးတော့လို့ရှိရင်ကိုဘယ်ပုံမှာအစားထိုးချင်တာလဲပြီးတော့လို့ရှိရင်ကိုဘယ်လိုမျိုးစာရေးချင်တာလဲဆိုတာကိုခုနလိုမျိုးပဲပုံချမ်းပို့ပြီးတော့ဒါတော့နမူနာလုပ်ရတာပေါ့လေ Okay ကျွန်တော်ကငကိုတွေကဒီ instruction မှာတွေက senior graphic designer professional တယောက်အနေနဲ့သူ့ကို role တစ်ခုပေးထားဖြစ်တဲ့အတွက်သူဘယ်လိုဖြစ်ဆွဲလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီထည့်ပေးလိုက်တဲ့ reference ပုံကမကောင်းခဲ့သည့်တိုင်အောင်သူပိုကောင်းအောင်ဆွဲပေးတဲ့ပုံစံမျိုးထွက်လာတယ်ပေါ့လေကျွန်တော်ဒီမှာထုတ်ခဲ့တဲ့တောက်လျှောက်အဲ့တော့ကိုကအဲ့နေရာမှာအစားထိုးချင်တယ်ဆိုလို့ရှိရင်ကိုအစားထိုးချင်တဲ့ပုံတစ်ပုံထည့်ဒီပုံနဲ့ဆွဲမယ်ပြီးရင်ကိုက headline ဘယ်လိုမျိုးပြောင်းရေးခြင်းလဲပြီးသွားလို့ရှိရင်မြန်မာစာပါထည့်ခြင်းလဲအဲ့တော့ဒီနေရာမှာကိုကွင်းစာကွန်မိတ်လေးနဲ့ထည့်မယ်ပေါ့လေ Okay ဒါကတော့နမူနာရေးပြတာပေါ့လေ Okay အဲ့လိုမျိုးကွင်းစာကွန်မိတ်နဲ့ထည့်ပြီးတော့set နှိပ်လိုက်ပေါ့လေအဲ့မှာကိုကဒီဖုန်းနံပါတ်ဒီပါရညာထည့်ခြင်းလဲဆိုဒီထဲမှာထည့်ရလို့ရတယ်ကျွန်တော်က instruction ပေးထားပြီးသားဖြစ်တဲ့အတွက်ပုံဆွဲလိုက်ပြီဆိုတာနဲ့ CD ပါနေလိမ့်မယ် Okay အဲ့လိုမျိုးဆွဲတာအဲ့တော့ဒီလိုမျိုး custom တိဆောက်ဖို့ကကြတော့ဘယ်လိုမျိုးသွားမှာလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြပေးမယ် Okay အဲ့တော့ကျွန်တော်တို့က ChatGPT ကိုဒီ app မှာတော့ mobile app မှာတော့သွားပြီးတော့ထည့်လို့မရဘူးကျွန်တော်ဘာမှလုပ်လို့ရမလဲဆိုတော့ Chrome ထဲကိုသွားမယ် Chrome ထဲသွားပြီးကျွန်တော် gpt.com ဆိုရယ်ဒီ search bar မှာရိုက်လိုက်ဒါဆိုလို့ရှိရင်ဒီလိုမျိုး link တစ်ခုကြာလာလိမ့်မယ်ကြာလာပြီးဆိုအဲ့ထဲကိုဝင်ပြီဆိုလို့ရှိရင်ကျွန်တော်ပုံမှန်လိုပဲကျွန်တော် ChatGPT မှာမေးသလိုမျိုးပဲ website နဲ့ကျွန်တော်တို့ app နဲ့ကွာသွားသလိုဒါလေးပဲကွာမယ် Okay ဒီဘက်တောက်က ChatGPT logo လေးကိုတစ်ချက်နှိပ်လိုက်အဲ့ဒီအောက်မှာကျွန်တော် GPT ဆိုပြီးတော့ရှိတယ်ပေါ့လေအဲ့တော့ GPT မှာကျွန်တော်တိစောက်ထားတဲ့ custom GPT 3ခုကိုကအသစ်တိစောက်မယ်ဆိုလို့ရှိရင် Explore GPTs ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ GPT ဆိုတာရှိမယ်ပြီးသွားလို့ရှိရင်ကျွန်တော် create a GPT ဆိုတာရှိမယ်အဲလိုကိုကတိစောက်ထားတဲ့ GPT ဒီကိုပြန်ပြီးတော့ edit လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနေလာပြီးတော့ edit လုပ်လို့ရတယ် Okay အဲ့တော့ဒီမှာကျွန်တော်ဘယ်လိုမျိုးစာရေးထည့်ထားလဲဆိုတာတစ်ချက်ပြပေးမယ်အဲ့တော့ configure ထဲကိုဝင်ပြီးသွားလို့ရှိရင်ကိုကနာမည်တစ်ခုပေးမယ်ပြီးသွားလို့ရှိရင် description ပေးမယ်ပြီးသွားလို့ရှိရင် instruction ကကျွန်တော်ဒီမှာရေးထားတဲ့အတိုင်းပဲဒီ instruction prompt ကိုသိချင်တယ်ဆိုရင်ကျွန်တော် comment အောက်မှာထည့်ထားပေးမယ်ဒါကတော့ကျွန်တော်ထည့်ထားပြီးသားကိုဘယ်လိုပြင်မလဲပြပေးတာတကယ်လို့ကိုကအသစ်တစ်ခုတိစောက်ချင်တယ်ဆိုလို့ရှိရင်တော့ခုနကျွန်တော်ပြခဲ့တဲ့ create a GPT ကိုသွား name တစ်ခုပေးမယ် Okay ဒါဆိုလို့ရှိရင်သူ custom GP အတွက် profile ပုံတွေပါတခါတည်းထုတ်သွားပေးတယ် Okay ဒါကတော့ကျွန်တော်ရေးထားပြီးသား prompt အဲ့တော့ prompt ကိုယူချင်လဲရတယ်ဒီမှာတော့ကျွန်တော်က color ကိုအပြာသုံးချင်တယ်မြန်မာစာအုပ်မှန်အောင်ရေးမယ်ကိုယ့်ရဲ့ brand color brand identity ကအပြာနဲ့အဖြူအဓိကထားပြီးသုံးမယ်ပြီးတော့ဒီလိုမျိုးပုံစံကိုတောက်လျှောက်လုပ်ပေးပါဆိုတော့ပုံစံမျိုးရေးထားပါလေ Okay အဲ့တော့မှကိုကဒီမှာရေးထားပြီးသားကြီးကိုမကြိုက်ဘူးကိုယ့်ရဲ့ brand တော့ကိုယ့်ရဲ့စိတ်ကြိုက် color ပြန်သတ်မှတ်ချင်တယ်ဆိုရင်တော့ ChatGPT ကိုပြန်သွားပြီးတော့လို့ရှိရင်ကျွန်တော် new chat ခေါ်ပြီးတော့သူ့ကိုကျွန်တော်
ဒီ prompt တစ်ခုရေးခိုင်းမယ်ပေါ့လေ okay prompt တစ်ခုရေးမယ်custom GPT custom instruction custom GPT မှာကျွန်တော်တို့ custom GPT မှာ instruction ပေးဖို့ prompt ရေးမယ် prompt ရေးမယ်အဓိကကိုဘာလုပ်ချင်တာလဲဆိုတော့ပုံဆွဲဖို့လေအဲ့တော့ eye catching ဖြစ်တယ်ကျွန်တော်တို့ eye catching ဖြစ်တယ်social media design ဆွဲမယ်ပေါ့လေโอเคအဲ့တော့ဒါကကိုဖြစ်ရှင်တဲ့ဟာကိုအရင်ပြောလိုက်ပြီအဲ့တော့သူ့ကိုကျွန်တော်တို့ကprofessional graphic designer senior ပေါ့လေ senior ဟို senior graphic designer တယောက် graphic designer တယောက်senior graphic designer တယောက် Facebook page မှာ Facebook page မှာတင်ဖို့ social media design တွေဆွဲမယ်ပြီးရင်ကိုအယောင်က brand color ကအဝါဆိုလဲအဝါဖြူဆိုလဲဖြူပေါ့လေ yellow background ကတော့အဖြူတောင်းမလို့အပြားပေါ့လေကိုကြိုက်တဲ့အရောင်သုံးပါ background ကတော့donation ဒီ white ပဲသုံးမယ်ပြီးရင်မြန်မာစာကိုမှန်အောင်ရေးမယ်နောက်ပြီးတော့ကိုက CTA ပါထည့်ချင်တယ်ပေါ့လေပုံမှာ CTA အမြဲထည့်မယ်အဲ့မှာကိုကဘယ်လိုမျိုးဖုန်းနံပါတ်ပေးပေါ့လေတခုခုထည့်ပေးလိုက်ရတယ်โอเคအဲ့တော့ကျွန်တော်တို့က AI အောင်ပို့လိုက်အဲ့ဆိုလို့ရှိရင်သူ့ဘက်ကနေပြီးတော့ prompt အရှည်ကြီးထွက်လာလိမ့်မယ်အဲ့တော့ copy ကူးပြီးတော့ကျွန်တော်တို့က instruction တွေနဲ့ဟိုထဲမှာသွားပြီးတော့ထည့်လို့ရတယ်အဲ့တော့ UI senior graphic designer specialized high component social media design for Facebook page ဆိုပြီးတော့သူဒီမှာ instruction prompt တခုထွက်လာလိမ့်မယ်โอเคအဲ့ဒါကိုကျွန်တော်တို့က copy ယူ copy ကတော့ဒီလိုမျိုးပဲယူလိုက်မယ်โอเคဒီလိုမျိုးပဲဆွဲလိုက်မယ်နော်โอเคဒါကတော့နမူနာလုပ်ပြရဖြစ်တဲ့အတွက်ကိုယ့်ရဲ့စိတ်ကြိုက်ပြန်ပြီးတော့ရေးပါโอเคအဲ့တော့ copy လုပ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီဘက်မှာခုနတုန်းက instruction နေရာမှာကျွန်တော်တို့ပြန်ထည့်မယ်ပေါ့လေ add anything နေရာကိုထည့်ပြီးရင်ကျွန်တော်တို့ဒါကိုပို့လိုက်အဲ့တော့ဒီမှာသူကဒီ description မှာဆက်စာလေးပြောင်းသွားတယ် scene ဒီမှာခုနတုန်းကကျွန်တော်တို့ create လုပ်လိုက်တဲ့ graphic designer ဆိုတာပေါ်လာပြီဆိုရင်ကျွန်တော်တို့က custom GPT တခုတိစောက်ပြီးဖြစ်တယ်အဲ့တော့ဒီထဲမှာဆွဲတဲ့ပုံတွေအကုန်လုံးကကျွန်တော်တို့ခုနတုန်းကသတ်မှတ်ထားသလိုပဲ color က yellow ရယ်ပြီးတော့ background brand color yellow ရယ်ပြီးတော့ background အဖြူရယ်ပြီးတော့လို့ရှိရင်ကျွန်တော်မြန်မာစာတွေမှန်အောင်လို့ထွက်လာပါလိမ့်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ခုနတုန်းက custom GPT မှာထုတ်ထားတဲ့ပုံလေးပေါ့လေโอเคအဲ့တော့ဒီမှာကျွန်တော်ပုံလေးပဲထည့်လိုက်တယ်ထည့်ပြီးတော့သူပြန်ထုတ်ပေးတယ်ပုံကိုပြန်မြင်ရတာဖြစ်တယ်အဲ့တော့မြန်မာစာတော်တော်လေးမှန်ပါတယ်နော်အဲ့တော့သူ color လေးပါဆက်ပေးရလဲတော်တော်လေးမိုက်တယ်အဲ့လိုဖြစ်ဖြစ်ကိုတယောက်တည်းအချိန်ကုန်ခံပြီးဆွဲတာနဲ့ဆိုင်လို့ရှိရင်တော့ဒီဇိုင်းကမိုက်ပါတယ်โอเคတကူကူမသိရရှင်ကျွန်တော်ရဲ့ page chat box မှာလာမေးလို့ရပါတယ်ဆိုတော့ bye bye